ဒါကိုမီဒီယာတွေမှာဘလို့ဖော်ပြခဲ့ပါသလဲတန်တွဲမှရန်ကုန်တို့မောင်းနှင်လာသောရိုးမသစ္စာခရီးတဲ့တင်မှန်လုံးရင်ပေါ်မှာမွတ်စလင်ကလား10ဦးအသက်ခံရဒါကစစ်အစိုးရနောက်ခံကြေးမုံသတင်းစာရဲ့ခေါင်းစဉ်တက်ထားပုံဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါအကွန်ဒီရှီတရဲ့သမိုင်းဆိုင်ရာမျှဝေခြင်း podcast episode 8ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ episode မှာတော့ကလောင်ရှင်ခန့်ရေးသားထားတဲ့2012ခုနှစ်ဇွန်လ3ရက်နေ့ကတောင်ကုန်းမှာဘာတွေဖြစ်ခဲ့လဲဒါမှမဟုတ်2012သမိုင်းအမောင်ချမှုနဲ့ဇဒေးခံဇက်ကောင်များဆိုတဲ့ဆောင်းပါးကို podcast အဖြစ်ပြန်လည်တင်ဆက်သွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဖြစ်စဉ်အကျဉ်းကိုရှင်းပြခြင်းပါတယ်2012ခုနှစ်ဇွန်လ3ရက်နေ့မှာတန်တွဲကနေရန်ကုန်ကိုဘာသာရေးတင်နန်းပေးပြီးပြန်လာတဲ့မြန်မာပြည်သားအစ္စလမ်ဘာသာဝင်10ဦးကတောင်ကုန်းမြို့ပေါ်မှာလူအုပ်ကြီးရဲ့ရဲရဲဆက်ဆက်တပ်ဖြတ်မှုကိုခံခဲ့ရပါတယ်။ဒါကိုမီဒီယာတွေမှာဘလို့ဖော်ပြခဲ့ပါသလဲ။တန်တွဲမှရန်ကုန်တို့မောင်းနှင်လာသောရိုးမသစ္စာခရီးတဲ့တင်မှန်လုံးရင်ပေါ်မှာမွတ်စလင်ကလား10ဦးအသက်ခံရ။ဒါကစစ်အစိုးရနောက်ခံကြေးမုံသတင်းစာရဲ့ခေါင်းစဉ်တက်ထားပုံဖြစ်ပါတယ်။ပြည်သူ10ဦးမတရားသဖြင့်အသက်ခံခဲ့ရပြီးမြဲလဲပဲကျူးလွန်သူကိုတိတိကျကျမဖော်ပြခဲ့တဲ့အပြင်သတင်းစာတွေမှာနစ်နာသူတွေကိုကျူးလွန်သူဖြစ်စေအောင်ဖော်ပြခဲ့ပါတယ်။လူမှုကွန်ရက်စာမျက်နှာတွေမှာလည်းပဲအစိုးရမီဒီယာနောက်ကိုတန်အောင်လိုက်ပြီးတော့မွတ်စလင်ကလားဆိုတဲ့အတုံးနှုံမျိုးကိုအသုံးပြုပြီးတော့လူမျိုးစုဒါမှမဟုတ်ဘာသာရေးအစုအဖွဲ့တစ်ခုလုံးကိုတင်ကြောပုံဖော်လိုက်ပြီးတော့လူတို့ရဲ့စိတ်ခံစားမှုနဲ့ဒေါသကိုနှုတ်ဆော်တဲ့အရေးသားတွေရှိခဲ့ပါသေးတယ်။လွတ်လပ်တဲ့သတင်းဌာနတချို့ကတော့တောင်ကုန်းမြို့မှာရဲရဲဆက်ဆက်တပ်ဖြတ်ခံခဲ့ရတဲ့ခရီးသည်10ဦးကကြောက်နီမော်ဖြစ်စဉ်နဲ့မသက်ဆိုင်တဲ့ဘာသာရေးခရီးသည်တွေဖြစ်ကြောင်းနဲ့မတရားဥပဒေမဲ့လူအုပ်စုလိုက်အကြမ်းဖက်မှုကိုအစိုးရကထိထိရောက်ရောက်တားဆီးဖို့မလုပ်ခဲ့တာကိုထောက်ပြဝေဖန်ပြီးရေးသားခဲ့ကြပါတယ်။ဒီနေရာမှာမတူညီတဲ့အမှုကိစ္စနှစ်ခုရဲ့ဖြစ်စဉ်ကိုပြန်ပြီးရှင်းပြခြင်းပါတယ်။ပထမဆုံးဖြစ်စဉ်ကတော့2012ခုနှစ်မေလ28ရက်နေ့မှာရန်ပြဲမြို့နယ်ကကြောက်နီမော်ရွာမှာနေတဲ့အမျိုးသမီးတူကမတရားပြုကျင့်အသက်ခံခဲ့ရပါတယ်။ဒီနေရာမှာကျူးလွန်သူလို့တန်တရားရှိခဲ့တဲ့သူကိုနာမည်မသုံးမနဲ့လူမျိုးရေးဘာသာရေးနောက်ခံနဲ့တွဲပြီးတော့မွတ်စလင်ကလားဆိုပြီးတမင်ရွေချက်ရှိဖော်ပြခဲ့ပါတယ်။လူတစုရဲ့ပြစ်မှုကိုလူမျိုးစုတစုလုံးဝတာဝန်ရှိတဲ့ပုံစံနဲ့ပုံဖော်ရေးသားခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယတစ်ချက်ကတော့အဆိုပါဝမ်းနည်းပွဲဖြစ်ပြီးတော့2012ခုနှစ်ဇွန်လ3ရက်နေ့မှာတောင်ကုန်းမှာဘာသာရေးတင်နန်းပေးပြီးပြန်လာတဲ့မွတ်စလင်ဘာသာဝင်10ဦးအစုလိုက်အပြုံလိုက်အသက်ခံခဲ့ရတာဖြစ်ပါတယ်။နင်နာသူတွေကတောင်တွင်းကြီးမြောင်းမြနဲ့တန်တွဲမြို့မှာနေတဲ့သူတွေဖြစ်ပြီးတော့တန်တွဲကနေရန်ကုန်ကိုပြန်လာတဲ့သူတွေသာဖြစ်ပါတယ်။လူပေါင်းရာချီတဲ့လူအုပ်ကြီးကအဲ့ဒီအမျိုးသား10ဦးကိုကားပေါ်ကဆွဲချပြီးတော့ရဲရဲဆက်ဆက်ခုတ်ထစ်တက်ခဲ့ပါတယ်။ဒီနေရာမှာလဲနင်နာသူတွေကိုမွတ်စလင်ကလားလို့သုံးပြီးတော့စနစ်တကျထပ်မံခွဲခြားဖော်ပြခဲ့ပါတယ်။ဒီမှုနှစ်ခုကနေရာဒေသနဲ့အချိန်တွေမတူညီတာကိုသိလျက်နဲ့အစိုးရနောက်ခံသတင်းစာမှာတွဲပြီးဖော်ပြပါတယ်။ကြောက်နီမော်မှာမတရားကျူးလွန်သူတွေနဲ့တောင်ကုန်းမှာတပ်ဖြတ်ခံရသူတွေကတူညီတဲ့ဘာသာဝင်တွေဖြစ်တယ်ဆိုတာကိုအချိန်ချင်းအခါခါသုံးနှုန်းခဲ့ပါတယ်။ကြောက်နီမော်ရွာကအမှုကိုကျူးလွန်သူလို့ဆွဆွဲခံရသူရဲ့ဘာသာရေးနောက်ခံကိုသုံးပြီးတော့တပ်ဝင်ယုံကြည်နေတဲ့လူတစုလုံးကိုတာဝန်ရှိစေအောင်ပုံဖော်ပါတယ်။ဒါအပြင်မွတ်စလင်ကလားဆိုတဲ့စကားလုံးကိုသုံးပြီးတော့အစိုးရကပေါ်ပေါ်ထင်ထင်ကိုခွဲခြားခဲ့ရလည်းဖြစ်ပါတယ်။ဒီနေရာမှာအမှန်တရားကိုရှာဖွေရမယ်။သမိုင်းဆိုင်ရာမိကွန်းထုတ်စရာတွေရှိလာပါပြီ။ဒီဖြစ်ရပ်ကရှင်းလင်းလွန်းတဲ့ရာဇဝတ်မှုမဟုတ်ဘဲနဲ့နောက်ွယ်မှာနိုင်ငံရေးလူမျိုးရေးရအသုံးချမှုတွေနဲ့မရေရာမှုတွေများစွာရှိနေကြောင်းကိုယနေ့တိုင်ထောက်ပြနေကြသေးပါ။ဘာသာရေးနဲ့လူမျိုးရေးပရိပခတွေကိုမီးမှွေးဖို့အတွက်အမျိုးသမီးတွေရဲ့အရှက်သိက္ခာကိုချနေမိအသုံးပြုခဲ့တာတွေအမျိုးသမီးတို့ခံစားခဲ့ရတဲ့ဒုက္ခတွေနဲ့သူမရဲ့ရုပ်အလောင်းဓာတ်ပုံတွေကိုရည်ရွယ်ချက်ရှိဖြန့်ဝေပြီးတော့လူတို့ရဲ့စာနာစိတ်နဲ့ဒေါသကိုနိုင်ငံရေးကစားကွက်ဖြစ်သုံးချခဲ့တာတွေအမှုဖြစ်စဉ်နဲ့6ရက်အကွာမှာမစီမဆိုင်ကားပေါ်ကဆွဲချခံရပြီးတော့မတရားသဖြင့်ကျူးလွန်ခံခဲ့ရတဲ့အစ္စလမ်ဘာသာရေးဆရာ10ဦးရဲ့အသက်တွေပြီးတော့ဘဝတွေအတွက်ကျူးလွန်သူတွေကိုဖော်ထုတ်အရေးယူနိုင်ခြင်းမရှိခဲ့တဲ့ဥပဒေမဲ့အကြမ်းဖက်မှုတွေကိုအစိုးရအနေနဲ့မျက်ကွယ်ပြုခဲ့တာတွေအလားတူပဲကြောက်နီမော်အမှုမှာတရက်ခန့်လို့ဆွဆွဲခံရသူ3ဦးမှာတဦးကဖမ်းဆီးခံရပြီးတော့အကျဉ်းထောင်ထဲမှာပဲကိုအဆုံးစီရင်သွားကြောင်းဇွန်လ17ရက်ထုတ်အစိုးရသတင်းစာတွေမှာဖော်ပြခဲ့တာတွေရှိပါတယ်။ကျန်တဲ့2ဦးကိုကြောက်ဖြူတရားရုံးမှာတည်တံ့ချမှတ်ခဲ့တဲ့ဖြစ်စဉ်မှာလည်းပဲ
ပွင့်လင်းမြင်သာမှုအားနည်းခဲ့ပြီးတော့ဖြစ်စဉ်အမှန်ကိုဖုံးကွယ်ခဲ့တယ်လို့တန်တရားတွေရှိခဲ့ပါသေးတယ်။ဒါတွေကကျမတို့နဲ့အများကြီးမဝေးသေးတဲ့သမိုင်းတွေဖြစ်ပါတယ်။ဒါရင်မဟုတ်ဘဲနဲ့များစွာသောလူမျိုးစုလူနည်းစုဘာသာရေးလူနည်းစုတွေရဲ့သမိုင်းတွေကိုထိန်ချန်တာဖုံးကွယ်တာတွေကိုစစ်အစိုးရကစနစ်တကျပြုလုပ်ခဲ့ပါတယ်။ယခုဆောင်ပါကိုမတူညီတဲ့သတင်းဆောင်ပါများစွာကနေပြီးတော့ကိုကရေးသားထားတာဖြစ်ပါတယ်။ယခုဆောင်ပါအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ထပ်မံဖြစ်ဆွက်ခြင်းပဲဖြစ်ဖြစ်ကွဲပြားတဲ့အမြင်ရှိရင်ပဲဖြစ်ဖြစ်ကိုမန့်မှာဆွေးနွေးသွားဖို့လည်းဖိတ်ခေါ်ပါရစေပါရှင်။ကျွန်မတင်ဆက်သူရင်းရေးဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။